အယောင်မပြောင်းတတ်တဲ့ပုတ်တင်ညိုလေးတစ်ကောင်ဟာမတော်တဆရွှွန့်ပွက်ထဲခြေချော်ကျသွားခဲ့တယ်။သူကရွှွန့်တွေကိုခါထုတ်ဖို့စူးစမ်းပေမဲ့ရွှွန့်တွေကဈေးကပ်ပြီးဖယ်လို့မရဖြစ်နေတယ်။နောက်ပြန်ဆုပ်ဖို့စူးစမ်းလိုက်တော့လေသူနင်းထားတဲ့တစ်ကိုင်းကကျိုးကျသွားပြန်ရောဒီလိုနဲ့သူဟာရွှွန့်နွန်တွေကိုတဖြည်းဖြည်းနှိမ့်ဝင်သွားပါတော့တယ်။တဖြည်းဖြည်းနဲ့ပူပူပြီးနစ်လာတဲ့အချိန်မှာပဲအဝေးမှာတစ်ကိုင်းရှည်တစ်ချောင်းကိုလှမ်းတွေးလိုက်တယ်။သူလည်းသူ့ရဲ့ရှည်လျားတဲ့ရှာကိုတုံးပြီးအဲ့ဒီတစ်ကိုင်းကိုလှမ်းဆွဲလိုက်တာပေါ့။ကုန်းမြေပေါ်ကိုရောက်ခါနီးဆဲဆဲမှာပဲကြောက်တုံးကြီးတစ်လုံးကသူ့စီကိုလွင့်စင်လာတယ်။သူလည်းမျက်ပင်တွေကြားတဲ့အမြန်ဝင်ပုံးလိုက်ပေမဲ့တကူလုံးရွှွန့်တွေပေးကျန်သွားခဲ့ပြန်တယ်။အဲ့ဒီကနေခဏလေးပဲရှောက်ရသေးတယ်။ဒီတခါတော့သူ့ခြေထောက်ကတဆေးတွေနဲ့ညှိသွားပြန်ရောဘလို့ပဲအားနဲ့ဆွဲလုံးဝကိုကြမထွက်ခဲ့ဘူး။ဒါနဲ့ပဲသူ့ရှာရဲ့စုပ်အားကိုတုံးပြီးအပေါ်ကတစ်ကိုင်းတစ်ကိုင်းကိုလှမ်းဆွဲလိုက်တယ်။ဒါပေမဲ့ခြေထောက်ကတော့ကျွတ်မလာပဲတစ်ပင်ပေါ်ကအသီးတွေသာသူ့ကောင်းပေါ်မိုးရွာသလိုကျလာတော့တယ်။သူလည်းအသေးအတန်ရုန်းကန်ရင်းနဲ့နောက်ဆုံးတော့ပန်းကင်းတစ်ခုလေးကိုပြုတ်ကျသွားခဲ့တယ်။ပန်းကင်းထဲကနေပြန်ထွက်လာတဲ့အခါမှာတော့သူ့တကူလုံးရွှေဝါရောင်ပန်းဝတ်မှုန်တွေနဲ့ဖုံးလွှမ်းနေခဲ့ပြီးသူလည်းလုံးဝကိုစိတ်တက်ကြသွားတဲ့အချိန်ကန်ကောင်းစွာနဲ့ပဲမိုးတွေရွာချလာခဲ့တယ်။နောက်ဆုံးတော့သူ့ကိုယ်ပေါ်ကအညစ်အကြေးတွေကိုစေးကြောခွင့်ရခဲ့တာပေါ့။